အားလုံးပဲမင်္ဂလာပါ Smart Choice Computer Training Center မှာကြိုဆိုပါရစေဒီကနေ့မှာတော့ပထမဆုံး Lesson 1 အနေနဲ့ Introduction to Mouse Key ဆိုတာလေးနဲ့အရင်ဆုံးမိတ်ဆက်ပေးခြင်းပါတယ်ကိုကအခုမှကွန်ပျူတာကိုစပြီးလာမယ်သူတယောက်အနေနဲ့ဆိုရင်အခြေခံအကျဆုံးဖြစ်တဲ့ Mouse Introduction to Mouse How to use the mouse ကိုင်ပုံလေးကနေစပြီးတော့လေ့လာကြည့်ရအောင်နော်ဆိုရင်တော့အခုလက်ရှိမှာsharing ပေးမဲ့ကျွန်မနာမည်ကတော့ကျွန်မဒေါ်သိမ့်သိမ့်သူဖြစ်ပါတယ်ရှင်ဒါကတော့အခုလက်ရှိမြင်ရတဲ့ပုံလေးကတော့ hand position လေးပေါ့နော်လက်ရှိတွေ့နေရတဲ့ mouse ကိုလက်ကလေးနဲ့ကင်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုလေးကင်ရမယ်ဘယ်လိုလေးအနေထားလေးဆိုတာလေးကိုပြသပေးတာဖြစ်ပါတယ်အဆိုရင်ဒီဘက်တက်ချမ်းပေါ့နော်ဒါလေးကအခုလက်ရှိ mouse pointer လေးပြထားတဲ့နေရာလေးက left click အလဲမှာဆိုရင်ဘိန်းတုံးလေးတွေ့မှာပါနော်ဒါလေးကကြတော့ scroll wheel ကိုယ့်ရဲ့ paper တွေကိုအပေါ်အောက်ရွှေ့တဲ့ခါတွေမှာဆိုရင်ကိုယ့်ရဲ့ mouse pointer မှာဒါလေးနဲ့အသုံးပြုလို့ရပါတယ်ညာဘက်ချမ်းလေးကကြတော့ right click ဒါဆိုရင် hand position လေးတွေကိုနောက်ထပ်ပြီးတော့တိကျလေးပြစီနေတူအောင်မလို့နောက်တစ်ပုံလေးတွားရအောင်နော် okay ဆိုဒီဘက်မှာဆိုရင်ပုံလေး3ခုပြပေးထားတယ်ပေါ့နော်ဆိုပထမအဆုံးဘယ်ချမ်းမှာခုနကပြောလိုက်တယ်နော် left click မနှိပ်ရသေးဘူးနော်ဒီ pointer လေးဒီတိုင်း mouse ပေါ်မှာတင်ုံလေးတင်ခိုင်းထားတာမကိုင်းထားဘူးနော်မနှိပ်ရသေးဘူးဒီဝိုင်း mouse လေးကိုရွှေ့ကြည့်နော်ဒါက left click ဆိုတာလေးသိရမယ် left click အလဲက scroll wheel နောက်ဆုံးပုံလေးက right click ဒါတော့သူကလက်ညှိုးလေးနဲ့ပြောင်းနှိပ်ပြသွားတဲ့ပုံစံလေးလုပ်ပေးတာနော်ကိုကတကယ်အပြင်မှာသုံးနေဟေးဆိုလို့ရှိရင်အဲ့လိုမျိုးပြောင်းမနှိပ်ချင်ဘူးဆိုတဲ့လူတွေအတွက်ကခုနက hand position လေးတိုင်းပဲထား left click ဆိုရင်လက်ညှိုးလေးနဲ့ပဲသွား right click ဆိုရင်တော့ left click လေးနဲ့ပဲနှိပ်ကြည့်ပါနော် okay ဆိုရင်တော့နောက်ဆုံးပုံလေးမှာဆိုရင်တော့ခေါ်ဝေါ်လေးတွေကိုထပ်ပြီးတော့ရေးပြထားပါတယ်ဒါလေးကတော့ USB mouse လေးဖြစ်ပါတယ် wireless mouse နဲ့သုံးတဲ့အခါမှာလည်းဒီတိုင်းလေး hand position လေးနဲ့ပဲသုံးကြည့်ပါဆိုရင်သူ့ရဲ့အဓိက function လုံးဆောင်ချက်ကလေးတွေစီသွားရအောင်နော် Introduction to mouse key ခုနကပြောခဲ့သလိုပဲ left mouse button right mouse button အခေါ်ပေါ်လေးကအတူတူပဲနော် left click right click လို့ခေါ်လဲရပါတယ် left ကအဓိကဖြစ်တဲ့အတွက်ကြောင့်မို့လို့ primary button လို့ခေါ်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့ file တွေဖွင့်တဲ့အခါ selection တွေမှတ်တဲ့အခါအများသောအားဖြင့်အသုံးပြုတာက left click ပဲအဲ့တော့ left click ကို click တစ်ချက် single click နှစ်ချက် double click သုံးချက် triple click လို့ခေါ်ရင်သိရမယ်နော်ညာဘက်က right click ကိုတော့ကိုကထည့်ခေါ်မယ် right click လို့ထည့်ခေါ်ပေးပါဒါဆိုရပါပြီဆိုရင်တော့သူ့ရဲ့အဓိက function တွေစီကိုတစ်ခါလောက်သွားရအောင်နော် mouse key စမယ်ဆိုရင် point and single click point ဆိုတာကကိုဖွင့်ခြင်းမဲ့ file ဖြစ်ဖြစ် folder ဖြစ်ဖြစ်ဒီလိုမြား pointer လေးသွားတယ်မြားပုံစံလေးတွေ့ရရင်အဲ့ဒါ pointer နော် single click ဆိုတာ click တစ်ချက်နှိပ်တာကိုဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့ double click application icon on the desktop ကိုယ့်ရဲ့ desktop မျက်နှာပြင်ပေါ်မှာ application တစ်ခုခုကိုဖွင့်ကျင်တယ်ဆိုရင် double click နဲ့ဖွင့်လို့ရပါတယ်ဒီအောက်ဘက်မှာ double click ရှိမယ် moving object ကိုပြောထားပေးမယ်ပြီးတော့ရင် right click ကြောင်းလေးပါမယ်အဲ့တော့ဒီဟာလေးတွေကိုတကယ်လက်တွေ့သွားကြည့်ရအောင်နော် okay ဆိုချုပ်လိုက်မယ်နော် minimize လေးတစ်ချက်နှိပ်ပြီးတော့ချုပ်လို့ရပါတယ်ဆိုရင်တော့အခုလက်ရှိမှာ screen မျက်နှာပြင်လေးမြင်ရမှာပါနော်ဆိုရင်ဒါကတော့ကျွန်မရဲ့ screen မျက်နှာပြင်လေးပါဒီဘယ်ဘက်ချမ်းလေးမှာအခုလက်ရှိမြင်နေရတဲ့ icon လေးတွေကို shortcut icon လို့ခေါ်ပါတယ်အဝါရောင်ဒီလိုစာရေးပုံစံလေးတွေဆိုလို့ရှိရင်တော့ folder လို့ခေါ်ပါတယ်ဒါဆိုရင်ဒီ icon လေးတွေကတစ်ခုကိုဖွင့်ပြမယ်နော်ဥပမာအနေနဲ့ recycle bin လေးပေါ့ကွန်ပျူတာတိုင်းမှာရှိပါတယ်အမှိုက်ပုံစံလေးနော် recycle bin ဆိုသူ့ပေါ်မှာဒီလို pointer လေးတင်တယ်တင်ပြီးရင် left click နော် click single click တစ်ချက်နှိပ်မယ်ဒါဆိုရင် selection ကြည့်ပါနော်နှိပ်မယ်ဖွင့်မယ်ဟေးဆိုရင် pointer လေးတင်ခုနအတိုင်းပဲ pointer ပြန်တင်မယ် double click နော် click ကိုနှစ်ချက်စတိုင်းနှိပ်မယ်ဒါဆိုရင်တော့သူရဲ့ icon လေးပွင့်သွားပြီဒါမယ်နော်ဆိုလုံးကြည့်ပါကြရပြီဟေးဆိုရင်ဒါလေးကိုပြန်ပေးကြည့်မယ်နောက်တစ်ချက်ထပ်ပြီးတော့တစ်မျိုးနဲ့ဖွင့်ကြည့်ရအောင်ဒီ selection ကိုလေးဖြုတ်ချင်တယ်ဆိုရင်နှိပ်ချင်တော့ဘူးဖြုတ်ချင်တယ်ဆိုရင်ဒီညာဘက်လွတ်တဲ့ area မှာ single click တစ်ချက်နှိပ်လိုက်ရပါပြီပြီးအဲ့ဒီပေါ်မှာ pointer ပြန်တင်မယ်ကလေးလေးတစ်ချက်ခုနအတိုင်းပဲ click တစ်ချက်အရင်နှိပ်ပြီးရင် right click တစ်ချက်နှိပ်ကြည့်ပါဆို right click ဆိုရင်ဒီလို list လေးကြာလာလိမ့်မယ်ကြာလာတဲ့ list တွေကကိုကဖွင့်ကျင်တယ်ဆို open ကိုနှိပ်တဲ့အခါကျရင် right click ထပ်နှိပ်စရာမလိုဘူးเนาะ single click လေးနှိပ်ရုံနဲ့ရပါပြီဒါဆိုရင်နားလည်မယ်လို့ထင်ပါတယ် okay ဒါဆိုဒါလေးပိတ်လိုက်တော့မယ်เนาะဆိုရင်အခုလက်ရှိမှာ click single click ရမယ် double click ရပါပြီဆို moving နဲ့ moving ဆိုတာကအရန်လွယ်ပါတယ် pointer ထောက်ထားမယ် single click ကိုဖိပြီးတော့လေဒီတစ်ခါမှနှိပ်တာမဟုတ်ဘဲနဲ့ဖိပြီးတော့ကိုရွှေ့ကျင်တဲ့နေရာအထိကိုဆွဲရွှေ့ကြည့်လို့ရပါတယ်
okay အဲ့ဆိုဒီမှာနော်ခုနကဒီနေရာလောက်ကိုရွှေ့လို့ဆိုသူကအပေါ်ရောက်သွားပြီရယ်နော်အဲ့ဆိုအောက်ဖက်ကိုသွားမယ်ဒီမှာဆိုရင် selection လေးသွားတဲ့အတိုင်းလေးကိုသွားလို့ရပါတယ်အဲ့ဆိုရွှေ့တာရမယ်လို့ထင်ပါတယ်ကိုလိုချင်တဲ့နေရာတွေရွှေ့လို့မရဘူးလားဆိုဒီမှာကလေဟို auto rearrange လုပ်ထားတာဖြစ်တဲ့အတွက်ဘယ်နေရာရွှေ့ဒီပုံစံလေးရမှာပါအဲ့ဆိုရင်တော့ဒီကနေ့မှာတော့ဒီလောက်နဲ့ရလိုက်ပါတော့မယ်အားလုံးပဲsee you next video เนาะနောက်ထပ် lesson တွေကြောက်လို့ရှိရင်ထပ်ပြီးတော့ဒီ mouse နဲ့ပတ်သက်တာလေးလည်းထပ်ပြောမယ်folder လေးတွေတိစောက်တာတွေfile တွေထဲမှာနာမည်တွေပြောင်းသိမ်းတာလေးတွေကအစပြန်ပြီးတော့ထပ်ပြီးပြောပြပေးသွားပါဖြစ်ပါတယ်အဲ့ဆိုရင်အားလုံးပဲနှုတ်ဆက်လိုက်ပါတယ်